တခါတုန်းကကေတုမတီလို့ခေါ်တဲ့တိုင်းပြည်ကြီးတစ်ခုမှာတရားရသာမြည်ရတဲ့ဘင်းတစ်ပါးအုပ်စိုးခဲ့ပါတယ်။ဘုရင်ကြီးကတိုင်းပြည်ကိုတရားသဖြင့်မင်းလို့အုပ်ချုပ်ခဲ့တာအခုဆိုရင်နှစ်ပေါင်း30ကျော်လွန်လာခဲ့ပါပြီ။ဒါ့အပြင်ဘုရင်ကြီးမှာသူ့ဓမ္မလို့မြည်ရတဲ့မိဖုရားကြီးတစ်ပါးသာရှိခဲ့တယ်ဗျ။သူတို့မှသားတော်လေးတစ်ပါးလည်းထွန်းကားခဲ့ပြီးအဲ့ဒီသားတော်ရဲ့နာမည်ကမင်းနန္ဒာဖြစ်ပါတယ်။ဘုရင်ကြီးနဲ့မိဖုရားကြီးတို့ဟာအိမ်တော်သက်တစ်လျှောက်လုံးသားတော်လေးတစ်ပါးသာထွန်းကားခဲ့တာကြောင့်တဦးတည်းသောသားတော်လေးမင်းနန္ဒာကိုအရေးတကြီးနဲ့ချစ်ခင်ခဲ့ကြတာပါ။ဒါပေမဲ့မင်းသားလေးမှာဘဝလက်ထဲပေါ်ကျင်ရတော်မရှိသေးတာကြောင့်ဘုရင်ကြီးကကျင်ရတော်မြတ်ဆုံးရှာဖွေပေးဖို့လုပ်ခဲ့ပါတယ်။အဲဒါကြောင့်ဘေးရင်ခါတော်မင်းမြတ်ဖို့အတွက်ကောညနာပုံနာကြီးကိုရှေ့တော်မှာခေါ်လိုက်တော့တယ်ဗျ။ပုံနာကြီးအသင်ကကျွန်တော်ရဲ့တိုင်းရေးပြည်ရာတွေကိုတလုံးတစ်ပါးသားမှမလွဲပဲအမှန်တကယ်ဟောကြားနိုင်သူပါ။အသင်ကြောင့်ကျွန်တော်ဒီထီးနှန်းပေါ်မှာကြာအုပ်ချုပ်နိုင်တာပါ။နိုင်ရတဲ့ချိန်ကစလို့ခုချိန်ထိအသင်ရဲ့ကျေးဇူးတွေမကင်းပါဘူး။အခုကျိုးရဲ့သားလေးတို့အသင်တော်မဲ့မိန်းကလေးတွေ့အောင်ရှာပေးပါ။ကျွန်တော်အသင်ကိုအားကိုးပါတယ်။ကျွန်တော်ကိုလည်းဒီကိစ္စတော့တော်တော်လေးကိုကောင်းခဲနေရပြီမို့ပါခမီးတော်ကျွန်တော်ကျင်ရတော့မရှာချင်သေးဘူးဒီဘွားနဲ့ပဲလို့လည်းနေပါရစေအချိန်တန်ကျွန်တော်ကျင်ရတော့ကိုကျွန်တော်ကိုယ်တိုင်ရှာဖွေပါမယ်မဟုတ်တာသားတော်ရဲ့လူဆိုတာသိချင်တဲ့သိပွင့်ချင်တဲ့ပွင့်နဲ့အချိန်လွန်သွားရင်ဘယ်ရမှမကောင်းဘူးငါသားအခုအသက်20ကျော်ပြီမလားဒီရွယ်မှအိမ်တော်မပြုလို့ဘယ်ရွယ်မှသွားပြီးတော့အိမ်တော်ပြုမှာလဲငါသားသဘောကျတဲ့မိန်းကလေးရှိရင်လည်းပြောစမ်းပါအခုတော့ခမီးတော်ပုံနာကြီးကိုတခြားထွဲချက်ခိုင်းလိုက်အောင်မယ်ပုံနာကြီးအခုတက်ချက်ပြီးသားတော်လေးတို့ဟောပေးပါဒီလိုနဲ့ပုံနာကြီးလဲကြောက်တန်တဲ့သင်ပုံးပေါ်မှာရေးချပြီးမင်းသားလေးရဲ့ကံကြမ္မာကိုတွက်ချက်နေပါတော့တယ်မင်းသားလေးရဲ့မွေးနေ့မွေးရက်ကိုစားပြီးမဟာဗုဒ္ဓနိုင်ထောင်တာကစနက်ခတ်တိုက်တာဆုံးဗီဒင်ပညာရက်တွေအကုန်လုံးသုံးပြီးတဲ့နောက်မှာတော့အခုလိုပြောလိုက်တော့တယ်ဗျအရှင်မင်းကြီးအရှင်ရဲ့ခြေတော်ရင်းမှာခါစားနေတဲ့ကျွန်တော်မျိုးပုံနာကြီးသေချာတွက်ချက်ပြီးပါပြီသားတော်မင်းသားလေးကငါးကျွင်းကြာသာပရိနံဖြစ်ပြီးအိမ်နောက်ဘက်နေရာကတစ်ကျွင်းတနင်္ဂနွေနံဖြစ်ပါတယ်ဒါပေမဲ့ထူးခြားတာကအကျွန်းတစ်တနင်္ဂနွေနေ့ဟာညွန့်တက်မှသွားပြီးကြာနေပါတယ်။အဆိုပါတနင်္ဂနွေနေ့ဟာနိုင်တဲ့သွားရင်ကမဟုတ်ပဲတာမန်ရက်သူတူသာဖြစ်ကြောင်းမှာလာမဲ့လာပြည့်နေ့မိုးတက်ချိန်မှာလက်ထပ်ပွဲကိုမဖြစ်မနေကျင်းပရပါမယ်။အဲဒီလိုမှမဟုတ်ရင်တော့မင်းသားလေးရဲ့ဖုန်းတော်ကိုများဆုပ်ယုပ်ပြီးတိုင်းပြည်တွင်းမှာစူပူတောင်းကျမ်းမှုတွေဖြစ်ပေါ်ကပြည်သူပြည်သားတွေဒုက္ခရောက်ပါလိမ့်မယ်ရှင်ဖေဟာ။နောက်နေ့တရက်မှာတော့ဘုရင်ကြီးကသားတော်လေးအတွက်ကျင်ရတော်မြတ်ဆုံးရှာဖွေဖို့ပြင်ဆင်ခဲ့ပါတယ်။ဘုရင်ကြီးကပုံနာကြီးရဲ့ဟောကိန်းတိုင်းဖြစ်မှာကိုစိုးရင်ကြီးနဲ့ဖြစ်နေခဲ့တာပေါ့။အဲဒီနောက်မှာတော့တုံတမတ်ကြီးကိုတိုင်းပြည်တွင်းမှာလှည့်လည်ကြီးညာစေခဲ့ပါတယ်။တုံတမတ်ဆိုတာကတော့ဘုရင်ကြီးရဲ့ငယ်ကြိုရင်းဖြစ်ပြီးဘုရင်ကြီးရဲ့မိန့်တာဝန်တွေကိုအများအားထမ်းဆောင်နေရသူပါ။အဲဒါကြောင့်ဘုရင်ကြီးကတုံတမတ်ကြီးကိုဂျာဒုစစ်စိန်ကောင်းကောင်းပြီးယုံကြည်ကိုးစားခဲ့တယ်ဗျ။တုံတမတ်ကြီးမနေ့ပြန်တိုင်းပြည်တွင်းမှာလှည့်လည်ပြီးတော့ကြီးညာစေ။နောက်3ရက်နေနန်းတော်တွင်းမှာကျင်းတော်ရွေးချယ်ပွဲကျင်းပမယ်။တိုင်းပြည်တွေကအိမ်တော်မရှိတဲ့မြို့သမီးတိုင်းတက်ရောက်ကြရမယ်။အဲဒီပွဲမှာမင်းသားလေးရွေးချယ်တဲ့ဘဇုကိုမဆိုဇနေဇမြင့်ခွဲခြားမှမဟုတ်ပဲကျင်ရတော်အဖြစ်ရွေးချယ်တင်မြှောက်မယ်လို့ကြေညာစီမနေ့ဖြန်မနေ့မိုးလင်းတာနဲ့အမတ်ကြီးတိုင်းပြည်တွေကိုလိုက်လံပြီးတော့ကြေညာပါဒီသတင်းစကားကိုမြို့သမီးတိုင်းသိအောင်ကြေညာရမယ်တယောက်မှကျန်တော့ငါကိုတော့မလိုချင်ဘူးနော်မှန်လားပါရှင်မင်းကြီးအမိန့်တော်မြတ်တိုင်းမှာနောက်နေ့တရက်မှာတော့တုံတမတ်ကြီးဟာတိုင်းပြည်တွေလှည့်လည်ကြေညာဖို့ထွက်လာခဲ့တော့တယ်ဗျသူဟာဘုရင်ကြီးရဲ့အမိန့်တော်ကိုတိုင်းပြည်လုံးသိအောင်ကြေညာမောက်ခတ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲရန်လှပတဲ့မြို့သမီးလေးတယောက်ကိုမြင်သွားခဲ့ပါတယ်အဆိုပါမျိုးသမီးကမကြီးကန်ရွာသူစောတန်တာဖြစ်ပြီးရွာရဲ့ကိုနောက်ကပန်းနံကွန်တယောက်ဆိုရင်လည်းမမှားပါဘူး။သူမဟာသားရဲ့ဖြူဖွေးဝင်းပါပြီးခန္ဓာကိုယ်ချိုးစစ်ကလည်း6ပြက်ကင်းအောင်လှပနေခဲ့ကအဲ့ဒီခေတ်ခါကဆယ်လီတယောက်ဖြစ်တယ်ဗျ။အမကြီးသုံးသားတယောက်ရေလာခတ်တဲ့စောတန်တာကိုမြင်လိုက်ရတဲ့အခါဆွဲလန်းချစ်ခင်သွားခဲ့ပါတယ်။သူရဲ့စိတ်ထဲမှာတော့အဲ့ဒီမျိုးသမီးလေးကိုမယားမကလိုချင်တတ်မှတ်စိတ်တွေဖြစ်ပေါ်နေခဲ့ပြီးအခုလိုတွေးတော့နေမိပါတော့တယ်။လှလိုက်တာငါတက်တရက်လောက်တော့နှူးသွားသလားတော့ထင်ရတယ်။သူမျက်နှာလေးကိုမြင်ရတာတအားကိုအေးချမ်းသွားတာပဲကွာဒီလောက်ချစ်ကြကောင်းတဲ့မင်းကလေးမျိုးတစ်ခါမှမမြင်ဘူးသူစောနေတာလေးကွာချစ်စရာလေးကွာစောတန်နာတယောက်ရေကန်ဘေးမှာလောလောလတ်လတ်စောကစားနေတဲ့ပုံရင်လေးဟာတုံနာမကြီးအတွက်တော့မျက်စိပဓာသာဖြစ်နေခဲ့တယ်ဗျငါသူ့ကိုပိုင်ဆိုင်ချင်လိုက်တာကွာငါရဲ့ကြံရတော်များသာဖြစ်လိုက်လို့ကတော့ဘလောက်တောင်ကောင်းလိုက်မလဲသူ့သာရလို့ကတော့ငါသေးပြောပါ ਈ ကွာဟာမကြီးရလေနောက်နေ့ဆိုရင်မှသူလည်းကြံရတော်ရွေးချက်ပွဲကိုတရားတော့မှာပဲမလားအဲ့ဒီခါကျရင်သူလည်းမင်းသားလေးရဲ့ကြံရတော်ဖြစ်ရင်ဖြစ်သွားမှာနော်ခမ ्या ကဘာတွေသေးပြောပါပြီလုံနေလေကျွန်တော်ကတော့မြင်အောင်သေးတယ်ဗျာအဲ့ဒါတော့ဟုတ်တယ်မကြီးရေဒီမင်းကလေးကတော်တော်လှတာဗျသူ့ကိုမင်းသားလေးကကြိုက်လောက်မှသေးကြတယ်နော်အဲ့ဒီခါကျရင်ခမ ्या သူ့ကိုမပိုင်တော့ဘူးကြည့်ကြလဲလှုပ်ပါအောင်ခမ ्या တော့ချိန်ပါကြီးဖြစ်တော့မယ်နဲ့တူပါရဲ့ဗျာဒီမင်းကလေးကြံတော်ရွှေချက်ဘက်ကိုမဖြစ်မနေတက်မှသေးကြတယ်နော်အဲ့တော့ခမ ्या ဘယ်လိုလုပ်မလဲဒါမြန်ဘာခက်လို့လဲဗျာသူ့ကိုမဖိရင်သူလည်းအဲ့ဘွဲကိုလာစရာမလိုတော့ဘူးပေါ့ခမ ्या တို့သာဘီရင်ညို့ပြန်မလျှောက်ကြနဲ့နော်ဒီလိုနဲ့မက်ကြီးတုံနာဟာစောတန်နာဆိုတဲ့မျိုးသမီးလေးကိုကျင်ရတော်ရွေးချက်ပွဲမှာမဖိတ်ခဲ့ပဲခြံလက်ထားခဲ့ပါတယ်
မိုးစုံစုံချုပ်တဲ့ချိန်မှာတော့ကောင်းကင်ယံကလာမင်းကြီးလည်းထင်းထင်းသားနေခဲ့ပါပြီအဲ့ဒီချိန်မကြီးကန်ရွာထိပ်မှာရှိတဲ့ကိုကိုပင်အောက်ကနတ်စင်မှာရောက်နေသူကတော့စောတနာဖြစ်နေခဲ့တယ်ဗျဒီလိုမျိုးညာနဲ့အချိန်မရှိတဲ့အချိန်မှာမင်းမသားတယောက်တည်းဆိုပေမဲ့ချောလာလီစောတနာရဲ့မျက်နှာပေါ်မှာတော့ကြောက်ရွံ့ခြင်းတွေကင်းမဲ့နေခဲ့တာပါသူမဟာလက်အုပ်လေးကိုချီပြီးအမွှေးနိုင်ဆုံးလေးနဲ့ပူဇော်ပါတာနေခဲ့ပါတယ်အိုးလာမင်းကြီးရဲ့ကျမညစဉ်ညတိုင်းဆူတောင်းနေခဲ့တာကြားပါပြီကျမရဲ့ဆူတောင်းနေဘယ်တော့မှပြင်းမှာပါလဲကျမလက်နဲ့မင်းကြီးကိုယုံကြည်ပါတယ်ကျေးဇူးပြုပြီးကျမကိုလာခေါ်ပေးပါရှင်ကျမလကဘာပေါ်မှာအမြဲဆုံးနေထိုင်ခြင်းပါပြီကျမညစဉ်ညတိုင်းဆူတောင်းနေတဲ့ရည်ရွယ်ချက်ကလကဘာပေါ်မှာအမြဲဆုံးနေထိုင်နိုင်ဖို့ပါကျမရဲ့ဆူတောင်းတွေကိုအမြဲဆုံးဖြည့်ဆည်းပေးပါစောတနာဟာညစဉ်ညတိုင်းခုလိုမျိုးလက်အောက်ဆူတောင်းလေးရှိပါတယ်သမီးဖြစ်သူရဲ့အကြောင်းတွေကိုစာဆုံးသိနေကြပြီဖြစ်တဲ့မိဘနှစ်ပါးမှာတော့သမီးလေးတို့နဲ့ရရမေးဖြစ်နေခဲ့ကြရတယ်ဗျမိမမင်းဘာလုပ်နေတာလဲမအိပ်သေးဘူးလားဟာအိတ်တော့လေကွာသမီးလေးကချိန်တန်ပြန်လာမှာပါသူ့ကိုငါစောင့်နေလိုက်မယ်သွားအိတ်တော့မအိပ်နိုင်ပါဘူးတော့ဘလို့စိတ်နဲ့များအိပ်ရမှာလဲသမီးလေးကသူ့ရုပ်သူ့ကြီးလေးနဲ့များယူသွားပြီလားမသိပါဘူးကျမသမီးလေးတို့စိတ်ပူလိုက်တာရှင်မိဘဖြစ်သူတွေဟာစောတနာရဲ့လောက်ရက်တွေကြောင့်သမီးဖြစ်သူရင်ရင်လေးနဲ့ယူသွားတယ်လို့ထင်နေကြကြပါတယ်နောက်နေ့တည်းကနန်းတော်ကြီးထဲမှာတော့ကျင်းရတော်ရွေးချယ်ပွဲကြီးစတင်မှာတော့တယ်အဆိုပါကျင်းရတော်ရွေးချယ်ပွဲကြီးမှာမင်းသားလေးအနေနဲ့မိမိနှစ်သက်တဲ့မျိုးသမီးကိုကိုယ်တိုင်ကိုယ်ကျရွေးချယ်ရမှာဖြစ်ပါတယ်တတိုင်းပြည်လုံးမှာရှိတဲ့တထေးတကြွယ်တွေရဲ့သမီးတွေမူကြီးမရတွေရဲ့သမီးတော်တွေပြင်တာမန်ရဲ့သူတွေပါမကြံတက်ရောက်ခဲ့ကြတာပါဒါပေမဲ့အဆိုပါမျိုးသမီးတွေထဲမှာစောတနာတယောက်တော့မပါဝင်ခဲ့ပါဘူးအဲဒီနောက်မှာတော့မင်းသားလေးဟာတယောက်ပြီးတယောက်စိတ်တိုင်းကြရွေးချယ်ပါတော့တယ်ဒါပေမဲ့ဘယ်မဲကလေးကိုမှသဘောမကျဖြစ်နေခဲ့တယ်ဗျနောက်ဆုံးမှာတော့တတိုင်းပြည်လုံးကမျိုးသမီးတွေလည်းကုန်သွားပြီးမင်းသားလေးလည်းရွေးချယ်စရာမကြံတော့ပါဘူးအဲ့ဒီခါဘရင်ကြီးလည်းကြံရမြဖြစ်သွားခဲ့ပြီးစိတ်ပြတ်သွားခဲ့ပါတယ်အဲ့နောက်မှာတော့မင်းသားလေးဟာစိတ်ပြက်လက်ပြက်နဲ့ခုလိုညီးတွားလိုက်တော့တယ်ဗျခမည်းတော်တော်ပြီကျွန်တော်မရွေးချင်တော့ဘူးကျွန်တော်ဘယ်သူမှသဘောမကျဘူးဒီတိုင်းပြည်လုံးကဒါပဲလားကျွန်တော်စိတ်ပြက်လိုက်တာကျွန်တော်ဘယ်သူမှမကြိုက်ဘူးခမည်းတော်အမတ်ကြီးအသိတို့ဒီတိုင်းပြည်လုံးကိုမကျင်ညာကြဘူးလားခုငါကိုရဲ့သားကဘယ်သူမှမကြိုက်ဘူးတယ်လीမှန်လားပါရှင်မင်းကြီးကျွန်တော်မျိုးနဲ့မကြီးတုံသားတို့ကတတိုင်းပြည်လုံးမှာရှိတဲ့အိမ်စိန်အိမ်တိုင်းကိုလှည့်လည်ပြီးတော့ကျင်းညာပါတယ်အရှင်မင်းကြီးကမိန်တော်တိုင်းလှဲနေလေအောင်မြင်းဆောင်မကြံအကုန်လုံးသိအောင်ကျင်းညာမောက်ခတ်ကြောင်းပါဒါကကျွန်တော်တိုင်းပြည်တွေကမျိုးသမီးတွေကုန်ပါပဲအရှင်သားကဘစိုးမှသဘောမကျတာတော့ခတ်ပါတယ်ဖေဟာအိမ်နဲ့ညမှာပဲမင်းသားလေးကနန်းတော်တွေကနေခိုးထွက်လာခဲ့ပါတယ်မိမိနှစ်သက်တဲ့ကျင်းရတော်ကိုမိမိကိုယ်တိုင်ရွေးချယ်နိုင်ဖို့အတွက်နန်းတော်ကြီးတွေကနေထွက်လာပါတော့တယ်ဒီလိုနဲ့မင်းသားလေးကဖခင်ပင်ကြီးမသိအောင်တိုင်းပြည်နဲ့ခြေစမ်းဖို့ထွက်လာခဲ့တော့တယ်ဗျနောက်နေ့မနက်မှာတော့မင်းသားလေးမရှိတော့တဲ့ကြောင်းဘုရင်ကြီးကိုရှောက်တင်ခဲ့ကြပါတယ်အရှင်မင်းကြီးအခုဆိုမင်းသားလေးကိုမတွေ့တော့ပါဘူးကျွန်တော်နန်းတော်တစ်ခုလုံးကိုရှာဖွေပြီးပါပြီမောင်မင်းတို့ဆောင်းနေကဘာလုပ်နေကြတာလဲနန်းတော်တွေကလူဝင်လူထွက်ကိုမောင်မင်းတို့ကိုယ်တိုင်စစ်ဆေးရမှာမဟုတ်ဘူးလားတာဝန်ပေါ်ရောက်ကြပါလားကွယ်ခွင်းလို့တော်မူပါရှင်မင်းကြီးမင်းသားလေးကဘယ်ချိန်ထွက်သွားလို့ထွက်သားမှန်းကိုမသိပါဘူးဒီကိစ္စကမောင်မင်းတို့စစ်စီတွေသုံးမကြလို့ဖြစ်ရတာခုချက်ချင်းငါသားတော်လေးကိုလိုက်ရှာပြီးပြန်ခေါ်လာခဲ့ကြမဟုတ်လို့ကတော့မောင်မင်းတို့အားလုံးကိုတေတံပေးပြင်မယ်မှန်လားပါရှင်မင်းကြီးအမိန့်တော်မြတ်တိုင်းမှာမင်းသားလေးပျောက်သွားတဲ့အတွက်နန်းတော်တစ်ခုလုံးဟာပြာခတ်ကုန်ကြပါတယ်တစ်ဖက်ကမကြီးကန်ရွာရဲ့ညာချမ်းလေးမှာတော့ပြေဝန်းနေတဲ့လာမင်းကြီးကထင်းထင်းသားလို့နေခဲ့တယ်ဗျအဲ့ဒီချိန်ရွာထဲကနတ်စင်လေးမှာတော့စောတနာတယောက်ဆယ်လာမပြတ်ဆူတောင်းနေသေးပါအဲ့ဒီနေ့ညဟာလာပင်းညဖြစ်တဲ့ပြင်ပဝန်းကျင်တစ်ခုလုံးဟာတိတ်ဆိတ်လို့နေခဲ့ပါတယ်စောတနာရဲ့မျက်နှာပေါ်မှာတော့ရင်းနှီးတွေကထပ်ပို့ပြီးတော့တက်ကြွနေခဲ့တာပါအရှင်နမင်းကျမညစဉ်ညတိုင်းဆူတောင်းနေတာဘာထူးခြားမှုမှမရှိပါဘူးဒါပေမဲ့ကျမကဘာမှစိတ်ပြအားငယ်ခြင်းမရှိခဲ့သလိုလာနမင်းပေါ်မှာလည်းစင်လာမပြတ်ပူဇော်နေမြဲပါကျွန်တော်မျိုးမကိုလာနမင်းကသတိမပြုံးမိတာတော့မဟုတ်ဘူးမလားကျွန်တော်မျိုးမလာနန်းတော်ပေါ်မှာနေခြင်းပါလေအရှင်နေထိုင်တဲ့လာကဘာပေါ်ကိုခေါ်ဆောင်သွားပေးပါစောတနာရဲ့ဆူတောင်းတန်ဆုံးမှာပဲလာကဘာပေါ်မှာရှိတဲ့လာဘိမန်ကြီးတစ်ခုလုံးဟာမြေကလေးလှုပ်တယ်လို့မျိုးတုန်ခါသွားခဲ့ပါတယ်အဲ့ဒီခါနန်းတော်ထမ်းမှာဆံမြန်းနေတဲ့နတ်သားလည်းမနေနိုင်တော့ပဲထိတ်ထိတ်ပြပြဖြစ်သွားတော့တယ်ဗျနောက်ဆုံးမှာတော့လာနတ်သားကိုယ်တိုင်လူပြည်လူရကိုဆင်းလာရပါတော့တယ်အဲ့နောက်မှာတော့လာနတ်သားဟာဆူတောင်းနေတဲ့စောတနာနာကိုကတ်လာပြီးတနာကျင်လာတဲ့လေးသန်းနဲ့မေးလိုက်တော့တယ်ဗျအိုးမိန်းကလေးအသင်ဘာလို့နေတန်းဆူတောင်းနေရတာလဲလာကဘာပေါ်မှာနေမယ်ဆိုရင်ဘာတွေဖြစ်မယ်ဆိုတာကိုရောသိပါသလားဟုတ်ကဲ့သိပါတယ်ရှင်နတ်သားကျမတခုတည်းသောမျှော်လင့်ချက်ကလာကဘာမှာနေထိုင်ဖို့ပါပဲဘလို့တွေပဲဖြစ်လာကျမကတော့လာကဘာမှာပဲနေချင်ပါတယ်ကျေးဇူးပြုပြီးကျမကိုလာကဘာဘက်ကိုခေါ်သွားပေးပါလားရှင်ကောင်းပါပြီအသင်ရဲ့ဆန္ဒတွေကိုကျွန်တော်လေးလို့မရှိတော့ပါဘူးအသင်လည်းနေစဉ်နေတာဆူတောင်းနေရတာဘယ်လွယ်ပါမလဲ
ကျွန်တော်လာနန်းတော်စီကိုခေါ်ဆောင်သွားပေးပါမယ်ဒါပေမဲ့လာနန်းတော်ကိုလိုက်မယ်ဆိုရင်အတိတ်ဘက်ကဝေကျွေးတွေအကုန်လုံးကိုပြေဝခန်းစားရမှာနော်သေချာရဲ့လားဟုတ်ကဲ့သေချာပါတယ်ဘာတွေပဲဖြစ်ဖြစ်ကျမကတော့လာနန်းတော်မှာပဲနေခြင်းနဲ့ကျေးဇူးပြုပြီးကျမကိုခေါ်သွားပေးပါနော်ကျမဘာပဲဖြစ်ဖြစ်လက်ခံပါတယ်ကောင်းပါပြီကွာမင်းရဲ့စိတ်ဆန္ဒကဒီလောက်ထိတောင်ပြည့်မြနေမှတော့ငါမတားတော့ပါဘူးခုငါမင်းကိုလာနန်းတော်စီခေါ်သွားပေးမယ်ငါပြောတာတွေကိုတော့သေချာမှတ်ထားပါမင်းရဲ့တိတ်ကန်ဝေကျွေးတွေကိုဆက်ရမှာနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်နောက်ဆုံးမှာတော့စောတန်နာတယောက်လာနန်းတော်ပေါ်မှာနေထိုင်ခွင့်ရသွားခဲ့ပါပြီအဲ့နောက်လာနတ်သားဟာသူ့ရဲ့လက်ကိုကမ်းပေးလိုက်ပြီးလာနတ်သားရဲ့လက်နဲ့စောတန်နာရဲ့လက်ထိလိုက်တယ်ဆိုရင်ပဲစောတန်နာတယောက်နတ်သမီးတစ်ပါးမှာတောက်တောက်ပြောင်ပြောင်ဖြစ်သွားခဲ့တယ်ဗျလာနတ်သားဟာစောတန်နာကိုလာဝိမန်စီခေါ်မသွားခင်မိဘဖြစ်သူတွေအတွက်သူမရဲ့ကိုယ်ပွားလေးကိုချမ်းပေးထားခဲ့ပါတယ်တစ်ဖက်ကနန်းတော်ကြီးထဲမှာတော့ဘယ်ကရောက်လို့ရောက်လမှန်းမသိတဲ့လူတွေဝင်ရောက်စီးနင်းတာခံနေခဲ့ရပါပြီသူတို့ရဲ့မျက်နှာမှာဝိတ်တွေနဲ့ဖုံးအောင်ထားပြီးဓာတ်တွေကိုစီကန်ကဝင်လာခဲ့ကြတာပါတကယ်တော့သူတို့အားလုံးဟာမကြီးတုံသားရဲ့လူတွေဖြစ်ပြီးဘုရင်ကြီးရဲ့ထင်းနှံကိုလူဖို့ရောက်လာခဲ့ကြတာဖြစ်ပါတယ်အမကြီးတုံသားဟာညာတွင်ချင်းပဲနန်းတော်ကြီးတစ်ခုလုံးကိုတိမ့်ပိုက်လိုက်ပါတော့တယ်ဘုရင်ကြီးနဲ့မိဖုရားကြီးတို့ကတော့တုံသားမရဲ့လောက်ကြံမှုကြောင့်မရှုမလှသေဆုံးသွားခဲ့ရတယ်ဗျဒီလိုနဲ့ပဲတုံသားမကြီးဟာဘုရင်ကြီးကိုလောက်ကြံခဲ့ပြီးနန်းတော်ကိုပါလူလိုက်ပါတော့တယ်နောက်နေ့တရက်မှာတော့မကြီးတုံသားဟာနဲအမြင့်ထက်ကပလင်ပေါ်မှာဝင်ထိုင်လိုက်ပြီးရှင်မင်းလောက်ခဲ့ပါတယ်အခုဘုရင်ကြီးလည်းမရှိတော့ဘူးမင်းသားလေးလည်းဘယ်ကိုပြောက်လို့ပြောက်သွားမှမသိဘူးကျုပ်ကတော့မင်းမဲ့တိုင်းပြီးတော့ဖြစ်မခံနိုင်ဘူးဗျာကျွန်တော်သဘောရဆိုရင်မကြီးတုံသားကိုပဲဘုရင်လုပ်စေချင်တယ်ဒီကိစ္စကိုကျုပ်ကတော့ကန့်ကွက်တယ်ဗျာဘုရင်ကြီးကိုလောက်ကြံတဲ့သူကလည်းကျုပ်တို့လိုတွင်းစေးတွေကလူတွေပဲဖြစ်ရမယ်ကျုပ်နေနဲ့ကတော့မင်းသားလေးကိုမရရအောင်ကန့်ကွက်နေတဲ့မကြီးရဲ့စကားတွေမဆုံးခင်မှာပဲအမကြီးတုံသားရဲ့အသက်ပြတ်ခြင်းကိုခံလိုက်ရပါတယ်ဒီနန်းတော်တွေကဘာစုမဆိုဒီမကြီးရဲ့အဖြစ်ကိုသေချာကြည့်ထားကြခိုးရစားပြီးငါကဒီတိုင်းပြည်ကိုအုပ်ချုပ်မဲ့ဘုရင်တစ်ပါးပဲငါ့ကိုပုံကန်ကျင်တဲ့သူတွေဒီလိုဖြစ်ဆုံးနေပဲကြုံရမယ်လာပိမန်ပေါ်မှာတော့စောတန်နာတယောက်ပျော်ပျော်ရွှင်ရွှင်နေထိုင်လျက်ရှိပါတယ်သူတစ်ဘဝလုံးတောင်းတလာခဲ့ရတဲ့အရာဖြစ်တာကြောင့်အပျော်ကြီးပျော်နေခဲ့ရတာပေါ့ဒါပြင်လာနတ်သားကလည်းကိုကြီးတယောက်ပေါ်မှာဆောင်းရှောက်နေခဲ့တာပါဒါပေမဲ့စောတန်နာရဲ့ဖူးစာဘက်ဟာလူပြည်လူရမှာရှိနေတာကိုတော့ဆွမ်းအရှင်လာနတ်သားလေးကသိနေခဲ့တယ်ဗျစောတန်နာကိုညီမလေးတယောက်လိုချစ်ခင်ခဲ့ပေမဲ့ဖူးစာရင်စိတ်စီကိုပို့ပေးဖို့တွေးတောနေခဲ့ပါတယ်ညီမလေးစောတန်နာညီမလေးရဲ့ဘွားကလူသားတယောက်ပါအဲ့တော့ညီမလေးရဲ့ဖူးစာရှင်ကလည်းလူပြည်မှာပဲရှိတာပါတော်ပါပြီညီမလေးကဒီလာပိမန်ပေါ်မှာပဲပြောပါတယ်ဘယ်တော့မှလူပြည်ကိုပြန်မသွားတော့ဘူးပြီးတော့ကိုရိုရဲ့ဆောင်းချောက်မှုတွေနဲ့တင်ပြည့်ပြည့်စုံနေပါပြီဒီနေ့တော့တဲ့ကစေကန်းနေချင်းကလိမ့်ဆန်နေနဲ့သဘောရှူခင်းနေတဲ့တွေကိုပြောနေပါပြီကျေးဇူးပြုပြီးညီမလေးကိုဒီမှာပဲဆက်ပြီးနေခွင့်ပေးပါနော်ကဲပါထားပါတော့ညီမလေးရဲ့ဖူးစာရှင်ကလူပြည်မှာဆိုပေမဲ့အခုတော့ချင်းမတန်သေးပါဘူးညီမတော့ဒီနေ့တော့ကြီးထဲမှာပဲနှစ်ပေါင်းများစွာနေသွားရအောင်မယ်နှစ်တည်းအများကြီးကြာအောင်ပါပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုတော်ရပါတယ်ညီမလေးဒီနေ့တော့ကြီးပေါ်မှာညီမလေးပြောသလိုနေခွင့်ရှိပါတယ်ဒါပေမဲ့ညီမလေးအမှန်တကယ်ပေါင်းဖက်ရမယ့်သူကလူပြည်မှာပဲရှိတာပါအကိုတော်ကနေခွင့်ပြုပေးမယ်ဖူးစာရှင်မှန်ရင်တော့ပေါင်းဖက်ရတာသဘာဝပဲလေဒါပေမဲ့လိုပါသေးတယ်ညီမလေးနဲ့ညီမလေးရဲ့ဖူးစာပဲပေါင်းဖက်ဖို့ကနှစ်တည်းအများကြီးလိုပါသေးတယ်အဲဒါကြောင့်ဒီနေ့တော့ကြီးထဲမှာပျော်ပျော်ရွှင်နေရအောင်ပါပါသွေးမတော်သားမဆက်သသိန်းနှစ်ယောက်တင်းတင်းတင်းနဲ့ကြီးနူးနူးဖြစ်နေတဲ့မြင်ကွင်းဟာလက်နဲ့သားရဲ့မိဖုရားဖြစ်သူမျက်လုံးထဲမှာတော့မျက်စိသဘောမေးစူးစရာကိစ္စဖြစ်လာခဲ့ပါတယ်မိဖုရားကြီးဟာခင်မွန်းတဲ့ဖြစ်သူနဲ့စောတန်နာတို့တရက်ထက်တရက်ပို့ပို့ပြီးရင်းနှီးလာတာကိုရုံရှာမုန်းတိနေခဲ့တာပေါ့အဲဒါကြောင့်မိဖုရားကြီးဟာစောတန်နာကိုအကောက်ကြံမာတော့တယ်တရက်မှာတော့မိဖုရားကြီးဟာစောတန်နာနေထိုင်ရာနေရာကိုရောက်လာခဲ့ပါတယ်အဲဒီချိန်မှာလက်နဲ့သားမရှိတာကြောင့်သူမတို့အကောင်းဆုံးချိန်ဖြစ်နေခဲ့တာပေါ့အမတော်ဆိုင်းမစင်ဘုံမစင်ပါလားညီမတော်စီကိုတခါမှမလာဘူးပါဘူးဘာရေးကြီးကိစ္စများရှိလို့ပါလဲညီမတော်ခိုင်းစားရှင်လည်းပြောပါဘာမှအာဏာနေစားမလိုပါဘူးဘာမှမဟုတ်ပါဘူးညီမလေးရဲ့ညီမလေးနေရထိုင်ရအဆင်ပြေမပြေလာကြည့်ရပါအမတော်လည်းလှုပ်တင်များနေတာနဲ့ခုမှပဲလာဖြစ်တော့တယ်ညီမလေးတောင်လာပေးမှရောက်လာတာတော်တော်ကြာပြီနော်နေရာဆုံးရောက်ဖို့ပြီမလားဒါနဲ့ညီမလေးကိုပြောအောင်မယ်လက်နဲ့သားညစဉ်ညတိုင်းကဘာကြီးကိုလင်းပေးနေရတာလေညီမလေးတစ်ခါမှမြင်ဘူးမလားအကျန်းပြောစရာကောင်းတာအောက်မှာလည်းရှူခင်းတွေကလှတယ်ဟုတ်လားအမတော်ပြောတာတကယ်လားတကယ်ပေါ့ညီမရဲ့ညီမလေးတစ်ခါမှလိုက်မသွားဘူးမလားဒီတစ်ခါလက်နဲ့သားထော်သားတဲ့ခါကျရင်ညီမလေးလိုက်ကြည့်ပါလားညီမလေးတစ်ခါမှမမြင်ဘူးတာဆိုလို့အဲ့ဒါပဲရှိတော့တာအရန်လာတဲ့မြင်ကွင်းနေမို့ညီမတော်ကိုမြင်ဘူးစေချင်လို့ပါညီမလေးလည်းလိုက်ဖို့ချင်တယ်လက်နဲ့သားခေါ်ပါမလားခေါ်တာပေါ့ညီမရဲ့လက်နဲ့သားကိုမရမကပြောကြည့်တေချာပါခေါ်လိုက်မယ်ဒါမျိုးမြင်ကွင်းကမြင်ရခဲ့တယ်နော်ညီမလေးတကယ်လို့လိုက်သွားခဲ့ရင်လေအောက်ကိုသေးသေးချာချာငုံကြည့်နော်ညီမလေးတခုမှမလွတ်စင်နဲ့ဒီလိုနဲ့မိဖုရားကြီးကမလုံမုန်းတိတဲ့စိတ်တွေနဲ့တူရိုးသားတဲ့စောစနာပေါ်မှာကြောက်ချပါတော့တယ်
စောသနာတယောက်ကတော့မာကြီးတစ်ဖွဲ့ယုံကြည်ထားတာကြောင့်မိဖုရားကြီးရဲ့စကားတွေကိုအမှန်လို့ထင်မှတ်နေခဲ့တယ်ဗျဟုတ်ကဲ့ပါအမတော်ညီမလေးတခြားပြောကြည့်ပါမယ်အဲ့ဒီနေ့ညမှာပဲစောသနာတယောက်လမ်းနဲ့သားကိုမရမကတောင်းဆိုပါတော့တယ်အဆိုပါခီးစဉ်ဟာသူမတို့အန်နေနဲ့ကြုံရလိမ့်မယ်ဆိုတာကိုတော့လုံးဝမသိရှာခဲ့ပါဘူးဒီလိုနဲ့လမ်းနဲ့သားဟာစောသနာအတွက်လက်ပတ်လေးတစ်ခုဝတ်ဆင်ပေးပြီးအခုလိုပြောလိုက်တော့တယ်ဗျစောသနာညီမလေးအကိုပြောတာတခြားမှတ်ထားပါဒီလက်ပတ်လေးကကိုနာကိုလိုက်နိုင်တဲ့လက်ပတ်လေးပဲဘလို့ဘေးအန်နေပဲနေညီမလေးရဲ့အသက်ကိုကာကွယ်ပေးနိုင်တယ်ဒါလေးကိုတခြားပတ်ပါပြီးတော့ကိုတော့နောက်ကိုလိုက်မယ်ဆိုရင်အောက်ကိုလုံးဝဂုံးမကြီးမိစေနဲ့နော်ဟုတ်ကဲ့ပါကိုတော့ညီမလေးကိုစိတ်ချပါအဲ့ဒီညမှာပဲလမ်းနဲ့သားစီးတော်ရင်နဲ့တူကဘာကြီးကိုလင်းပေးဖို့ထွက်လာခဲ့ပါတယ်သောသနာတယောက်ကတော့လမ်းနဲ့သားရဲ့နောက်ကိုလိုက်လာခဲ့ပြီးဟိုတူတီစူးစမ်းနေခဲ့တာပေါ့ဒါပေမဲ့မိဖုရားကြီးရဲ့စကားတွေကိုပြန်လည်ကြားအောင်နေခဲ့ပြီးအောက်ကိုငုံကြည့်ခြင်းစိတ်တွေဖြစ်ပေါ်နေပါတော့တယ်အဲ့နောက်မှာတော့လမ်းနဲ့သားရဲ့ဇလီပေးစကားတွေကိုမေးသွားပြီးအောက်ကိုငုံကြည့်မိလိုက်တော့တယ်ဗျအဲ့ဒါကြောင့်သူမရဲ့ဦးခေါင်းဟာခန္ဓာကိုယ်ထက်ကနေထပ်ပိုင်းပြတ်သွားပြီးကဘာကြီးပေါ်ကိုပြုတ်ကျလာပါတော့တယ်အပြက်နဲ့နှာခေါင်းသွေးထွက်ဆိုတဲ့အတိုင်းစောသနာရဲ့ဦးခေါင်းပြလူသူမတိတဲ့ရေခမ်းကြီးတဲကိုကျသွားခဲ့တာပါဒါပေမဲ့အဆိုပါရေခမ်းအနီးနားမှာသီလသမารီနဲ့ပြည့်စုံတဲ့ရသေးကြီးနဲ့တူကပ္ပိယာကြီးတယောက်နေထိုင်နေခဲ့တယ်ဗျ၅ပါးသီလတွေမကပဲ၁၀ပါးသီလကိုပါခဝိပစိုးကဲ့သို့မြင့်မြတ်စွာဆောင်ထိန်လာခဲ့တဲ့ရသေးကြီးဖြစ်တာကြောင့်ရခတ်သိမ်းသိမြင်နေသူလည်းဖြစ်ပါတယ်အဲ့နောက်ရသေးကြီးနဲ့ကပ္ပိယတို့ဟာခေါင်းမျက်ရှိရာရေကန်နားကိုရောက်လာပါတော့တယ်ရေမြေထက်ကကြာပွက်လေးပေါ်မှာခန္ဓာကိုယ်တစ်ဝက်ဆုံးရှုံးသွားခဲ့ရတဲ့စောသနာတယောက်ကတော့နောင်တနောင်မရဆိုတဲ့အတိုင်းနောင်နာကြီးစွာနဲ့နေထိုင်နေခဲ့ရတာပေါ့ဆရာတော်ဟိုမှာတည့်ပြေးကြရအောင်ဆရာတော်ကြီးရသေးကြီးတပည့်တော်မကတည့်ရမှမဟုတ်ပါဘူးတပည့်တော်မကမလန့်ပါနဲ့တပည့်တော်မရဲ့နာမည်ကစောသနာလို့ခေါ်ပါတယ်တပည့်တော်မကလက်နဲ့သားရဲ့စကားတွေကိုမေ့ပြီးအောက်ကိုဝုန်းကြီးမိလိုက်လို့ခုလိုဖြစ်ရတာပါတပည့်တော်မကိုကယ်တင်ပေးပါအောင်အရင်လိုအေးချမ်းတဲ့ဘွားလေးကိုပြန်လို့ခြင်းပါတယ်ဝေကျွေးရှိရင်တော့ဆက်ရမှာပဲကွယ်ဘာရက်သေးလည်းမကွဲနိုင်ဘူးဒါပေမဲ့ဒကမာကြီးခုလိုဆင်းရဲဒုက္ခရောက်နေတာကနေတော့ကယ်တင်ပေးနိုင်တယ်ဘာရက်သေးနေထိုင်တဲ့ကျောင်းသင်ကခေါ်ဆောင်သွားပေးပါမယ်ကွယ်အရင်လိုဘွားကိုပြန်မရပေမဲ့လေတံမိုးတံတွေတဘာဝဘေးတံတွေကနေတော့ကင်းလုံးနိုင်လိမ့်မယ်အဲဒီနောက်မှာတော့ရသေးကြီးလဲစောသနာရဲ့ဥကောင်းပြတ်တဲ့တူကြာဘက်ကိုပါခူးလာခဲ့ပါတယ်ဒီလိုနဲ့သူ့ရဲ့ဆွမ်းတွေကိုထုတ်သုံးလိုက်ပြီးစောသနာရဲ့ခေါင်းပြတ်ကိုရွှေဖလားပေါ်မှာတေးသေးချာတင်ပေးလိုက်တော့တယ်ဗျအဲဒီနေ့ကစလို့စောသနာတယောက်ရသေးကြီးရဲ့ဆောင်းချောက်မှုတွေအောက်မှာအေးချမ်းချမ်းနေထိုင်ခဲ့ရပါတယ်နန်းတော်တွေကနေထွက်ပြေးလာတဲ့မင်းသားလေးကတော့တိုင်းပြည်လုံးကိုလှည့်လည်သွားလာရင်ရသေးနေထိုင်တဲ့တောနက်ကြီးတွေကိုရောက်လာပါတော့တယ်မင်းသားလေးကတိုင်းပြည်နဲ့ကျင်ရတော်စကြရွေးချယ်ခဲ့ပေမဲ့ဗမင်းကလေးကိုမှမနှိမ့်မြို့တာကြောင့်ခီးလန်းဟာဝေးစရဝင်းနေစေဖြစ်နေခဲ့တာပေါ့ဒီလိုနဲ့တောရဲ့တနေရာရောက်မှာတော့မင်းသားလေးကလက်လေးကိုချီပြီးကျင်ရတော်မြန်ဆုံးရှာတွေ့နေအောင်တောဆောင်တဲ့တွေထံမှာဆူတောင်းခဲ့ပါတယ်အဲ့ဒီချိန်မှာပဲတေကိုင်းတစ်ခုကရုတ်တရက်ကျလာပါတော့တယ်အဆိုပါတေကိုင်းညွန်ပြနေတဲ့ဘက်ဟာဒီသေးကြီးရဲ့ကျောင်းသင်္ကန်းတီရှာရက်လည်းဖြစ်ပါတယ်ဟာထူးဆန်းလိုက်တာငါဒီတေကိုင်းညွန်ပြတဲ့ဘက်ကိုလိုက်သွားမှဖြစ်မယ်ဒီလိုနဲ့မင်းသားလေးကတေကိုင်းညွန်ပြရဲ့ရက်ကိုခင်းနေလာခဲ့ပါတယ်နောက်ဆုံးမှာတော့ကျောင်းသင်္ကန်းထဲကိုရောက်သွားခဲ့ပြီးဒီသေးကြီးကိုဖူးမြော်ခဲ့ပါတယ်အဲ့နောက်သူဟာသူ့ရဲ့ဆန္ဒနဲ့တိုင်းပြည်ထဲမှာရောင်းလဲဖြစ်နေတဲ့ကျောင်းတွေကိုရှောက်တင်လိုက်ပါတော့တယ်အရှင်ရဲ့သေးကြီးကျွန်တော်ကဒီတိုင်းပြည်ရဲ့မင်းသားတစ်ပါးပါတပည့်တော်ကျင်ရဘက်ကိုရှာနေတာကြပါပြီဒါပေမဲ့တိုင်းပြည်လုံးလည်းနှံ့နေပါပြီအခုဒီကျင်ရတော့မတွေ့သေးလို့ရောင်းလဲဖြစ်နေရပါတယ်တကာကြီးရဲ့စိတ်ချင်တွေကိုဘိုင်းအသိသိပါတယ်တကာကြီးရဲ့ပူးစားပတ်စိတ်ကဒီလူတော့ကကြီးထဲမှာရှိနေပါတယ်ဒါပေမဲ့ဒီတိုင်းပြည်ထဲမှာတော့မဟုတ်ဘူးကွခုဘိုင်းအသိညွှန်ပြတဲ့နေရာကိုသွားပါအဲ့ဒီခါကျရင်တကာကြီးရဲ့ပူးစားဘက်ကိုတွေ့ရပါလိမ့်မယ်ကျင်ရဘက်ကိုရှာပြီးတော့နန်းတော်ကိုအမြဲဆုံးပြန်มาတော့မင်းသားလေးဟုတ်ကဲ့ပါဘိုင်းအသိရဲ့ကျေးဇူးတွေကိုဒီတစ်သက်မမေ့ပါဘူးဘိုင်းအသိကြောင့်ကျွန်တော်ရဲ့ကျင်ရတော်ကိုရှာတွေ့တာပါအဲ့နောက်မှာတော့မင်းသားလေးဟာရသိညွှန်ပြလိုက်တဲ့နေရာကိုအမြဲဆုံးခီးနေမှာတော့တယ်သူရဲ့စိတ်ထဲမှာတော့ဖူးသားရင်စစ်မှန်ကိုတွေ့ရတော့မှဖြစ်တာကြောင့်အပျော်ကြီးပျော်နေခဲ့တာပါဒီလိုနဲ့နောက်ဆုံးမှာတော့သူကတောထဲမှာထိထိကြီးရှိနေတဲ့အိမ်လေးတစ်လုံးစီကိုရောက်သွားခဲ့ပါပြီအဲ့နောက်ဆိုပါအိမ်လေးတဲကိုဝင်လိုက်တဲ့ဆိုရင်ပဲမင်းသားလေးကကြောက်အောင်ထိတ်လန့်သွားခဲ့ပါတယ်ဒါပေမဲ့ရသေးကြီးကိုလည်းပြေဝယုံကြည်ထားတာကြောင့်ကြောက်လန့်လန့်နဲ့တိုးလာခဲ့တော့တယ်ဗျမင်းသားလေးခေါင်းပြတ်နာကိုရောက်သွားတဲ့အချိန်မှာပဲခေါင်းပြတ်စောသန္တာကစကားဆပြောလိုက်ပါတယ်မင်းသားလေးရှင်ကကျမကိုကြောက်နေတာလားကျမကတရေမှမဟုတ်ပါဘူးရှင်အော်ဟုတ်လားဘလို့ဝေကျွေးမျိုးလဲကွာငါဖြင့်နားမလည်နိုင်တော့ဘူးကျမပြောတာတကယ်ပါကျမပြောတာကိုယုံကြည်ပေးပါရှင်မင်းပြောတာကိုငါယုံပါတယ်မင်းကဘလို့ဖြစ်လို့ဒီလိုပါကျမကလမ်းတော်ပေါ်မှာနေထိုင်နေတာပါတရက်တော့ကျမကလက်နဲ့သားလေးလင်းပေးတဲ့ချိန်မှာလိုက်သွားမိတယ်သူကကျမကိုအောက်ကိုလုံးဝငုံမကြည့်ခိုင်းဘူးဒါပေမဲ့ကျမကသတိလဲလို့ဖြစ်ပြီးငုံကြည့်မိလိုက်တာပါအဲ့ဒါကြောင့်ကျမရဲ့ခေါင်းကပြက်ပြီးကဘာမြေပေါ်ကိုပြုတ်ကျလာတာပါရှင်ဟေးဟုတ်လား
ဒါဆိုမင်းကိုဘယ်လိုကတင်ပေးရမလဲအဲ့ဒါတော့ကျွန်မမသိပါဘူးဘိုင်းသိပြောတာတော့ချိန်တန်ဖြစ်လာလိမ့်မယ်တဲ့ဒီကိစ္စကဘိုင်းသိတယောက်ပဲသိမယ်ထင်ပါရဲ့အဲ့နောက်မှာတော့မင်းသားလေးကရေသေးကြီးစီကိုနောက်ထပ်ပြန်လာခဲ့ပြီးစောသနာလွတ်မြောက်ဖို့အတွက်မြင်မြန်ခဲ့ပါတယ်အရှင်ရသေးပြောတဲ့နေရာကိုတပည့်တော်သွားပြီးပါပြီအဲ့ဒီနေရာမှာမြို့သမီးတယောက်ရဲ့ဦးခေါင်းပြက်ကိုတွေ့ခဲ့ပါတယ်သူလွတ်မြောက်ဖို့အတွက်တပည့်တော်ဘာလုပ်ပေးရမလဲသူ့အတွက်ဆိုဘာပဲလုပ်ရလို့အဆင်ပြေပါတယ်ဒီချိန်ကစောသနာလေးလွတ်မြောက်ရမယ့်အချိန်ပဲတကားကြီးရဲ့သူ့ပြည့်တွေကကုန်ပါပြီကွယ်ဘိုင်းသိပြောတာကိုတကားကြီးသေးသေးချာချာနားထောင်ပါစောသနာလွတ်မြောက်ဖို့အတွက်လမ်းနသားစီမှာဆူတောင်းရမယ်လမ်းနသားကိုဆူတောင်းတဲ့ခါကျရင်တကားကြီးကိုယ်တိုင်ကဖူးစာရှင်စစ်မှန်ဖြစ်ကြောင်းပြောပြီးဆင့်ခေါ်လိုက်ပါအဲ့ဒီခါကျရင်လမ်းနသားကိုယ်တိုင်ရောက်လာပြီးတကားကြီးကိုကူညီလိုက်မယ်အဲ့နောက်မှာတော့မင်းသားလေးဟာဒီသေးကြီးရဲ့လမ်းညွှန်မှုတိုင်းလမ်းနသားစီမှာဆူတောင်းပါတော့တယ်အိုးလမ်းနသားအခုချိန်ကစောသနာလွတ်မြောက်ရမယ့်အချိန်မှာကျွန်ုပ်ကစောသနာရဲ့ဖူးစာရှင်စစ်မှန်မလွဲအကယ်မှာကျွန်တော်လည်းစောသနာကိုချစ်ပါတယ်သူရဲ့ဖူးစာဘက်လည်းရောက်လာပါပြီသူ့ပြစ်တွေကိုလည်းဆက်ပြီးပါပြီကိုလမ်းနဲ့သာလာရောက်ကူညီပေးပါမင်းသားလေးကစောသနာပေါ်မှာရှိတဲ့ချစ်ချင်းမြတ်တာစစ်တွေနဲ့ဆူတောင်းပေးလိုက်ပါတယ်အဲဒါကြောင့်သူ့ရဲ့ဆူတောင်းတာဟာလာပိမှန်ထက်မှဆံမြန်းနေတဲ့လမ်းနဲ့သာစီကိုရောက်သွားပါတော့တယ်အခုချိန်ကစောသနာလွတ်မြောက်ရမယ့်ချိန်ပဲနောက်ဆုံးတော့ဒီလိုနေမျိုးရောက်လာပြီပေါ့ဒီလိုနဲ့လင်းရောက်နေတဲလဲလဲပေါ်လာခဲ့ပြီးသူတို့ရှေ့မှာလမ်းနဲ့သာကိုယ်တိုင်ဆင်းလာပါတော့တယ်လမ်းနဲ့သာရောက်လာတဲ့ဆိုရင်ပဲမင်းသားလေးကစောသနာရဲ့ခေါင်းပြက်ကိုရန်သိမ်းပြင်ဆင်ပေးထားခဲ့ပါတယ်ဒီလိုနဲ့မင်းသားလေးကသူ့ရဲ့တကိုးတွေနဲ့စောသနာကိုပြန်လဲဖက်ဆင်းပေးလိုက်တော့တယ်ဗျနောက်ဆုံးမှာတော့စောသနာတယောက်ကညမာစိုးကြီးကနေလွတ်မြောက်ပြီးလူစားတင်ပြန်လဲဖြစ်သွားခဲ့ပါတယ်ကျေးဇူးတင်ပါတယ်ကိုတော်ညီမလေးဘွားကိုပြန်ရပြီရပါတယ်ညီမလေးကိုတော်လည်းဒီလိုနေမျိုးကိုစောင့်နေတာပါခုလိုပြန်ဖြစ်လာတာဝမ်းသာပါတယ်ညီမတော်ဒါကညီမတော်ကိုပြထားတဲ့ညီမတော်ရဲ့ဖူးစာရှင်စစ်ပဲအခုချိန်ကစပြီးညီမလေးရဲ့ဖူးစာရှင်နဲ့အတူတူနေထိုင်သွားကြပါမင်းသားလေးငါကိုယ်ရဲ့နှမတော်ကိုဇနီးမယားဖြစ်ပေါင်းသိတဲ့အခါအသင်ကိုစိတ်ချလို့ရမလားရပါတယ်လားနဲ့သားကျွန်တော်ကိုစိတ်ချပါဒီလိုနဲ့နောက်နေ့တရက်မှပဲရေသေးကြီးဟာမင်းသားလေးနဲ့စောသနာကိုလက်ထပ်ထိမ်းမြပေးခဲ့ပါတယ်အဲ့ဒီကစားလို့သူတို့နှစ်ဦးဟာအကျဉ်းလျားတွေဖြစ်သွားကြပါတော့တယ်ဒီလိုနဲ့မင်းသားလေးကဒေါ်ရဲတောင်ထဲကကျောင်းသင်ခန်းလေးထဲမှာပဲလက်တန်ကြအောင်နေထိုင်ခဲ့ပါတယ်သူဟာချေရသူနဲ့တူတူကနေထိုင်ရင်တရားပေါ်နာကိုလည်းတစ်ဖက်တစ်လမ်းကနေစူးစမ်းအားထုတ်နေခဲ့တယ်ဗျရေသေးကြီးရဲ့လမ်းညွှန်ကောင်းမှုတွေကြောင့်ရောမင်းသားလေးရဲ့ပါသမီကြောင့်ရောပါလောကိုရီးယားလမ်းစဉ်မှာတော့အတော်လေးကိုခီးပေါက်နေခဲ့တာပေါ့ဒီလိုနဲ့တရက်မှာတော့မင်းသားလေးဟာဇနီးဆက်ဖြစ်သူကိုခေါ်ပြီးရေသေးကြီးစီကိုရောက်လာပါတော့တယ်မင်းသားလေးကဇနီးဆက်ကိုပြပြသေးလေးခေါ်လာပြီးအရေးကြီးတဲ့ပုံစံနဲ့ရောက်လာတာဖြစ်ပါတယ်ဒါပေမဲ့ရေသေးကြီးကတော့သီလသမားကြီးအားကောင်းသူပြီးအရာအလုံးကိုထိုးထွင်းသိမြင်နေခဲ့တယ်ဗျဘာရဲ့သေးကျွန်တော်နန်းတော်ကိုပြန်มาတော့မယ်အဲ့ဒါဘာရဲ့သေးကိုလာလျှောက်တာပါဒီလိုနဲ့မင်းသားလေးကဇနီးဆက်ရဲ့လက်ကိုဆွဲပြီးတောအုပ်ကြီးတွေကနေထွက်လာခဲ့ပါတယ်သူ့ရဲ့စိတ်ထဲမှာတော့ခမီးတော်နဲ့မဲတော်တို့အတွက်စိတ်ပူနေခဲ့တာကြောင့်ချွေလွန်းနေဟာတွက်လက်နေခဲ့တာပေါ့ဒါပေမဲ့တောအုပ်ထဲကမထွက်ခင်မှာပဲရန်သူတွေနဲ့ကြုံတွေ့ခဲ့ရပါပြီအဆိုပါရန်သူတွေဟာမြင်းစည်းစီတော်တွေဖြစ်ပြီးတနည်းအားဖြင့်မကြီးတုံထားတဲ့လူတွေလည်းဖြစ်ပါတယ်ဒါပေမဲ့မင်းသားလေးကတော့ကြောင်တွင်းတစ်ခုရဲ့နောက်မှာပုန်းကွက်လိုက်ပြီးသူ့ကိုလိုက်ဖမ်းနေရတဲ့အကြောင်းကိုနားမလည်နိုင်အောင်ဖြစ်သွားခဲ့တော့တယ်ဗျမင်းသားလေးအဲ့ဒါမကြီးတုံထားတဲ့လူတွေဗျဟေးစံဖဲမင်းပြောပုံရဆိုမကြီးတုံတာငါ့ကိုတတ်ချင်နေတာပေါ့ဒါကနန်းတော်တွေကစစ်တီတွေပါပြောရတာစိတ်တော့မကောင်းပါဘူးမင်းသားလေးရေမင်းသားလေးထွက်သွားပြီးနောက်နေ့ညမှာပဲမိဖုရားကြီးရောဘရင်ကြီးရောပါလောက်ကြံခံလိုက်ရတယ်ဟာစံဖဲမင်းပြောတာဟောရောဟောရလားကွာဟုတ်ပါတယ်မင်းသားလေးကျွန်တော်ပြောတာအကုန်မှန်နေကြည့်ပါပဲတကယ်တော့ဘရင်ကြီးနဲ့မိဖုရားကြီးကလူုံတက်လို့သေးတာဗျအဲ့နေညကစောင်းစစ်တီအင်အားကလည်းနေတယ်အမကြီးတုံတာကတေချာကွက်ချပြီးတော့လောက်ကြံခဲ့တာပါကိုမကြီးကဘရင်လုပ်ပြီးတိုင်းပြည်ကိုနှိပ်စက်နေပါတယ်သူ့ပုံကနဲ့ဘစိုးမဆိုသူကတက်ပြဖို့ဝင်မလေးဘူးပြီးတော့သူကမော်ပညာကိုလည်းတစ်ဖက်ကန်းတက်ပါတယ်မင်းသားလေးတေချာတော့တတိထားမှရပါမယ်ဒီလူရုံးမှာဘာမော်ပညာပဲတက်ကွာငါလည်းရေသေးကြီးစီမှာမော်ပညာတွေသင်လာခဲ့တာပဲသူနဲ့ငါဘသူကပို့တာမလဲရှင်းရတာပေါ့လူရုံးမာတွေကသူတော်ကောင်းတွေကိုဘယ်တော့မှမနိုင်ပါဘူးကွာဒီလိုနဲ့မင်းသားလေးကငယ်ကြုံစံဖဲနဲ့အတူမြင်းတွေကိုတုံးဆိုင်ပြီးနေမွေခင်မှာပဲနန်းတော်ကိုကြောင်ပြေးနေမှာတော့တယ်ဇနီးတဲ့ဖြစ်သူစောသနာကိုရေသေးကြီးစီမှာခဏတာထားခဲ့ပြီးအမကြီးတုံတန်းနဲ့လေယုံရှင်ဖို့ထွက်လာခဲ့တော့တယ်ဗျနောက်ဆုံးမှာတော့သူတို့ဟာမြို့တိုင်းပြင်ဘက်ကိုရောက်လာခဲ့ကြပါပြီအဲ့ဒီခါမင်းသားလေးကသူ့ရဲ့မော်စောတွေကိုအသုံးပြုပြီးမြို့တကားပေါ်ကိုကြော်တက်သွားခဲ့ပါတယ်ဒီလိုနဲ့အသင်းဆောင်နေတဲ့မကြီးတုံသားကလည်းမော်စောနေနဲ့ပြန်တက်လာခဲ့ပြီးဝင်းရင်ပေါ်မှာထိတ်တွေ့ကြပါတော့တယ်တုံရမကြီးကချက်ချင်းဆိုလိုပဲမော်ရမ်းနဲ့ခုတ်ချလိုက်တဲ့အခါမင်းသားလေးကလည်းလက်ဆွဲတော်လေးနဲ့ပြန်ပစ်ခဲ့ပါတယ်ဒီလိုနဲ့ဓာကဆွမ်းနဲ့မော်များနဲ့တွေ့တဲ့အခါပေါက်ကွဲမှုကြီးဖြစ်ပေါ်သွားခဲ့ပြီးမင်းသားလေးရဲ့မြားကဖောက်ထွက်သွားခဲ့ကတုံသားမရဲ့ရင်ဝါတဲ့ကိုဝင်ဆိုင်ပါတော့တယ်
ဒီလိုနဲ့သုံးနှမတ်ကြီးသေဆုံးသွားတဲ့အခါမင်းသားလေးကဘရင်ဖြစ်လာပါတော့တယ်မင်းသားလေးကစောသနာကိုအကမဟိသည်မိပြမြောက်လိုက်ပြီးနန်းတော်ကြီးထဲမှာပဲထားဝရနေထိုင်သွားခဲ့ကြပါတယ်သူတို့ကတယောက်နဲ့တယောက်ရမ်းချစ်ကြပြီးတိုင်းပြည်ကိုလည်းတရားဖြင့်အုပ်ချုပ်ကြရင်ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြပါတော့တယ်ဒီနေ့တင်ဆက်ပေးသွားတဲ့ပုံမြင်လေးကတော့ဒီမိုင်းပြီးဆုံးလို့သွားခဲ့ဖြစ်ပါတယ်ပုံမြင်လေးကိုကြိုက်နေတဲ့တဲ့ဆို like လေးပေးပြီး channel လေးကို subscribe လုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ရပါတယ်